ကျမကတခြားသူတွေထက်မွေးရပါတင်မအရွယ်အစားနှစ်ဆလောက်ပိုကြီးပါတယ်ကလေးမွေးနိုင်တဲ့ကံကောင်းမှုပါလာရုံနဲ့မကပဲဘိုက်ထဲကကလေးရဲ့လင်ကိုပါကျမကိုယ်တိုင်ဆုံးဖြတ်ပေးနိုင်တာပေါ့အေကရစ်ကငငယ်တုန်းကသူ့ရဲ့မျိုးဆက်ပွားနိုင်စွမ်းအခြေခံတွေထိခိုက်ပျက်စီးသွားခဲ့တယ်လေဒါကြောင့်နန်းမွေဆက်ခံမှုအတွက်သူကကျမကိုနန်းတွင်းထဲကိုခေါ်ယူလက်ထပ်ခဲ့ပါတယ်ပထမနှစ်မှာပဲကိုဝင်ရသွားခဲ့ပါတယ်အဲ့ဒီမှာယောက်ျားလေးလိုချင်လားမိန်းကလေးလိုချင်လားလို့သူ့ကိုမေးလိုက်ပါတယ်သူကတော့ဘိုက်ကလေးကိုကင်ပြီးအရန်ကိုနူးနူးညံ့ညံ့ပြုံးပြခဲ့တာပေါ့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အဆင်ပြေပါတယ်မင်းမွေးလာတဲ့ငါသဘောကျတယ်လေဒါနဲ့ပဲကျမလည်းကလေးရဲ့လင်ကိုဝင်မစွက်ဖက်ခဲ့ပါဘူးနောက်တော့ကျမမိန်းကလေးတယောက်မွေးဖွားခဲ့ပါတယ်ဒါပေမဲ့ရလက်အနေနဲ့အေကရစ်ကကျမကိုဓာတ်ချက်တစ်ချက်တည်းနဲ့ခုတ်တက်ပစ်ခဲ့ပါတယ်သူလိုချင်တာကဒါမျိုးမဟုတ်ဘူးလို့လည်းပြောသွားခဲ့ပါသေးတယ်ဒုတိယဘဝမှာတော့ကျမရဲ့ဘိုက်ထဲကကလေးကိုယောက်ျားလေးဖြစ်အောင်ပြောင်းပေးလိုက်ပါတယ်အဲ့ဒီတော့လေသူကကျမကိုမစင်သွင်းတဲ့ကိုပြစ်ချခဲ့ပြန်ရောဒါလေသူလိုချင်တာမဟုတ်သေးဘူးတဲ့လေတတိယဘဝမှာတော့ယောက်ျားလေးလည်းမဟုတ်မိန်းကလေးလည်းမဟုတ်တဲ့ကလေးတယောက်ကိုကျမမွေးပေးလိုက်ပါတယ်အဲ့ဒီရလက်ကအရင်နှစ်ဘဝကထက်တောင်ပိုပြီးဆိုးသွားပါသေးတယ်ကျမမျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာတော့စတုထအချိန်မြောက်ပြန်လည်မွေးဖွားလာခဲ့ပါတယ်ကျမဘိုက်ကိုကြည့်ပြီးမျောလင်းတကြီးဖြစ်နေတဲ့ဧကရိရဲ့မျက်နှာကိုကြည့်ရင်းနဲ့တကယ်တော့ရှင်ကဘလို့ကလေးမျိုးလိုချင်တာလဲလို့ကျမမနေနိုင်ပဲမေးလိုက်မိပါတယ်မင်းဘိုက်ထဲကနေမွေးလာသူသူလိုချင်ပါတယ်တဲ့အရင်သုံးဘဝတုန်းကလိုပဲပြန်ဖြေတာပဲလေရှောင်းချန်ကစကားပြောပြီးရတဲ့ခေါင်းကိုငုံပြီးကျမဘိုက်ကိုအနမ်းတပွင့်ပေးလိုက်ပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကအရန်ကိုမျက်နှိုးယူရနေပြီးဘိုက်ထဲကကလေးပေါ်ထားတဲ့အချစ်တွေကိုလုံးဝဖုံးကွယ်မထားပါဘူးဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးနူးညံ့သိမ်မွေ့နေတဲ့ရှောင်းချန်နဲ့အရင်ဘဝတုန်းကကျမကိုတတ်ခဲ့တဲ့ရက်ဆက်တဲ့အာနာရှင်ကြီးနဲ့ကဘလို့မှဆက်ဆက်တွေးကြည့်လို့မရဘူးဖြစ်နေတော့တာပေါ့ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ကျမလည်းမနေနိုင်ပဲစမ်းတက်ကြည့်လိုက်ပါတယ်ဒါဆိုဒီကိုဝင်ကိုလောလောဆယ်မယူကြရအောင်လေနောက်ထပ်2နှစ်လောက်နေမှကလေးယူရင်ရောဘလို့လဲလို့ကျမကမေးလိုက်တော့မင်းဘာပြောတာလဲဆိုပြီးစကားတော့မဆုံးသေးဘူးရှောင်းချန်ကချက်ချင်းပဲအေးဆက်တဲ့မျက်နှာပေးနဲ့မတ်တက်ရလိုက်ပါတယ်သူဒေါသထွက်တာနဲ့တပြိုင်နက်အထဲရောအပြစ်မှာပါရှိတဲ့နန်းတွင်းအစီကံမလေးတွေနဲ့မိမဆိုးတွေအကုန်လုံးကြမ်းပြင်းပေါ်မှာဒူးထောက်ချလိုက်ကြပါတယ်လူသားစားတော့မလို့စိုက်ကြည့်နေတဲ့ရှောင်းချန်ရဲ့အကြည့်တွေကိုရင်ဆိုင်ရင်းနဲ့ကျမလည်းတက်တီမွေးပြီးထပ်ပြောလိုက်ပါတယ်ဒီကလေးကိုကျမကမလိုချင်ဘူးလို့လေပောက်ကရတွေလို့ပြောပြီးရှောင်းချန်ကဒေါသတကြီးနဲ့စပွဲပေါ်ကလက်ဖိတ်ရည်ပကံလုံးကိုဆွဲယူပြီးကျမစီကိုပစ်ပေါက်လိုက်ပါတယ်ကျမလည်းရှောင်းချင်တော့မရလိုက်ပါဘူးအဲ့ဒီအချိန်မှာပန်းရောင်အရေးကလေးတစ်ခုကကျမရှိကနေရုတ်တရက်ဝင်ကာပေးလိုက်ပါတယ်ကျမရဲ့အစီကံမလေးရှောင်းစီကလက်ဖိတ်ရည်ပကံကိုဝင်ကာပေးလိုက်ပြီးတဲ့နောက်ဒူးထောက်ရင်းနဲ့ကျမအတွက်တောင်းပန်ပေးခဲ့ပါတယ်အရှင်မင်းကြီးဒေါသလျှော့တော်မူပါမကြသေးခင်ကမင်းသားလေးကမိဖုရားရဲ့ဘိုက်ထဲမှာအရန်ကိုဆော်လွန်းနေလို့ပါမိဖုရားကြီးကအဲ့လိုအနှောက်အယှက်ပေးခံရလို့စိတ်ရှုပ်ပြီးမစင်းစားမိပဲပြောမိသွားတာပါတဲ့ဒါကိုကြားတော့မှရှောင်းချန်ရဲ့မျက်နှာပေါ်ကကြမ်းတမ်းတဲ့အသွင်အပြင်ကတဖြည်းဖြည်းနဲ့မှိမ့်မိတော့ပါတယ်သူကကိုကိုကိုင်းပြီးတော့ကျမကိုနှိမ့်သိမ့်ပေးပါတယ်ယွန်းရှုကိုဝင်ဆောင်ရတာပင်မန်းနေဆိုတာကိုသိပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကလေးကိစ္စနဲ့ပတ်သက်ပြီးကိုမနောက်ပါနဲ့ဒီကလေးမွေးလာမယ့်အချိန်ကိုဘယ်လောက်တောင်မျှော်လင့်နေလဲဆိုတာမင်းအသိဆုံးပဲလေနည်းနည်းလောက်သိခံလိုက်ပါနောက်2ရက်နေရင်မင်းမွေးလို့ရပြီဒီ2ရက်အတွင်းမှာမင်းရဲ့ခန္ဓာကိုယ်ကိုသေချာဂရုစိုက်ပါဘာအမှားအယွင်းမှမဖြစ်စေနဲ့တဲ့ကျမတို့မိသားစုကအမျိုးသမီးတွေဟာမွေးရပါကိုဝင်အလွယ်တကူရနိုင်စွမ်းရှိကြပါတယ်နမ်းမွေးကံမရှိတဲ့အမျိုးသားတွေအတွက်သားသမီးမွေးပေးရုံနဲ့မကဘူးတတွေသားရဲ့လိန်ကိုပါထိန်းချုပ်နိုင်ပြီးကိုဝင်ရင့်မာလာတဲ့အချိန်မှာမွေးမဲ့အချိန်ကိုတော့အတိအကျရွေးချယ်နိုင်ကြပါတယ်ကျမကိုဝင်စားရတဲ့ပထမဆုံးနေ့မှာနေရှောင်းချန်ကတွက်ချက်ခိုင်းလာတာလေနောက်2ရက်အကြာချန်အချိန်3မှတ်တိတိမှာမွေးရင်ကလေးကမြင့်မြတ်တဲ့ကံကြမ္မာကိုရလိမ့်မယ်တဲ့ကလေးကထူးထူးခြားခြားညံရည်ထက်မြက်လာမှဖြစ်တဲ့အပြင်မိဘတွေကပါကောင်းကြီးမင်္ဂလာတွေရလိမ့်မယ်လေနှမျိုးစရာကောင်းတာကအချိန်အခါကောင်းဝင်မယ်ကျမမွေးခဲ့တဲ့ကလေးတွေတယောက်မှဇက်သိမ်းမလှခဲ့ကြပါဘူးဒီအကြောင်းကိုတွေးမိတော့လေကျမရင်ထဲမှာမနေနိုင်အောင်နာကျင်လာပြီးမျက်နှာကပို့ပြီးတော့ဖြူရောသွားခဲ့ပါတယ်ရှောင်းချန်ထွက်သွားပြီးတဲ့နောက်သူ့ရဲ့မိန်းမစိုးကျုပ်ကရွှေငွေနဲ့ရတနာတစ်တာနှလုံးကိုကျမနန်းဆောင်ထဲကိုယူလာပြီးပါတယ်သူကပြောပါတယ်ရှောင်းချန်ကကျမကိုဝင်ဆောင်နေစဉ်အတွင်းပင်မန်းစင်းရဲတာကိုတနာလို့ပစ္စည်းသေးသေးမွှားမွှားလေးတွေစုချလိုက်တာပါတဲ့ပစ္စည်းသေးသေးမွှားမွှားလေးတွေလို့သာပြောတာတကယ်တမ်းကျတော့လက်အောက်ခံနိုင်ငံတွေကစက်တာထားတဲ့ရှားပါးရတနာတွေကြီးပါပဲတခြားကိုလုံတော်တွေဆိုမြင်အောင်မမြင်ဘူးတဲ့အရာတွေပေါ့ကျမကိုဝင်ရကလေးကရှောင်းချန်ကဘန္နာတိုက်တစ်ခုလုံးကိုကျမနန်းဆောင်တွေကိုပြောင်းရွှေ့လူမတက်ပါပဲသူကျမကိုဘလောက်တောင်အလိုလိုက်ထားလိုက်ဆိုရင်တခြားသူတွေမသိမှကိုတောင်စိုးရိမ်နေတယ်လို့ပါပဲအရင်တုန်းကဆိုဒါတွေကိုမြင်ကျမအတော်ကြာပျော်နေမိမှာပါဒါပေမဲ့အခုတော့ကျမနည်းနည်းတောင်စိတ်မဝင်စားတော့ပါဘူးဒါနဲ့ပဲစရင်လှုပ်ပြီးတင်ထားလိုက်ဖို့ခိုင်းလိုက်ပါတယ်အပြင်ထွက်သွားတဲ့အချိန်မှာခတ်တိုးတိုးရီရွတ်တဲ့အတန်ကိုကျမကြားလိုက်ရပါတယ်အရှင်မင်းကြီးကမင်းသားလေးမွေးလာမယ့်အချိန်ကိုဒီလောက်တောင်မျှော်လင့်နေတာကိုဘာလို့သူတို့ကိုတက်ပစ်နေတာလဲတဲ့ဒါကိုကြားတော့ကျမအမြန်မတ်တက်ရက်ပြီး
ရှောင်းစီရဲ့လက်မောင်းကိုဖမ်းဆွဲလိုက်ပါတယ်နင်ဘာပြောလိုက်တယ်ဆိုပြီးမေးလိုက်တာပေါ့ရှောင်းစီလည်းလန့်သွားပြီးဒူးထောက်ချလိုက်ပါတယ်ဘာမှမဟုတ်ပါဘူးမိဖုရားကြီးကျွန်တော်မျိုးမနှုတ်ချော်သွားလို့ပါတဲ့ကျမသူ့ကိုစိုက်ကြည့်လိုက်ပါတယ်ရှောင်းချန်ကကလေးတွေကိုတတ်တယ်ဆိုတာကိုနင်ဘယ်လိုလုပ်သိရလဲနင်ကပါအသိဘဝကနေပြန်ပြီးမွေးဖွားလာတာလားလို့ကျမမေးလိုက်ပါတယ်တစ်ဆက်ကလောက်အတွင်းမှာပဲကျမထင်ထားတဲ့အတိုင်းပဲရှောင်းစီကလည်းလေးချိန်တိုင်တိုင်ပြန်လဲမွေးဖွားခဲ့ပါတယ်ကျမတည်ဆုံးသွားပြီးတဲ့နောက်ကျမနဲ့အဆက်အသွယ်ရှိခဲ့တဲ့အစီကံမလေးတွေအကုန်လုံးကိုရှောင်းချန်ကတပ်ပြစ်လေးရှိတယ်လို့ရှောင်းစီကပြောပြပါတယ်အဲ့လိုပြောပြပြီးတဲ့နောက်မှာရှောင်းစီကကျမရဲ့ဘိုက်ကိုတမျိုးကြီးကြည့်လာပါတယ်မိဖုရားကြီးအရှင်မင်းကြီးကဘာလို့များဒီလိုလောက်ရတာလဲမိဖုရားကြီးရဲ့ဘိုက်ထဲကကလေးကသူ့သွေးသားမဟုတ်လို့များလားတဲ့ဘလို့လို့အဲ့လိုဖြစ်နိုင်မှာလဲရှောင်းချန်ကငယ်ငယ်တုန်းကအစိတ်ခတ်ခံခဲ့ရလို့မျိုးဆက်ပွားနိုင်စွာမရှိတော့တာလေအစိတ်ခတ်ခံရပြီးတဲ့နောက်ပိုင်းအဲ့ဒီလူကတည်င်းတွေပါဖြန့်လိုက်သေးတော့ရှောင်းချန်ကမိန်းမတွေကိုကိုဝင်မရစေနိုင်တော့ဘူးလို့တလောကလုံးသိကြတာပဲဒီလိုကြောင့်မထင်ပါရဲ့သူနန်းတက်လာပြီးကလေးကကိုလုံးတော့တယောက်မှမယူခဲ့ဘူးနန်းဆောင်အတွင်းပိုင်းကိုဝင်ထွက်သွားလာခွင့်ရတဲ့ဘဲယောက်ျားလေးမဆိုတင်းကုတ်ခံထားရတာကြီးပဲပထမဆုံးအကြိမ်ကျမအသက်ခံလိုက်ရတော့ကလေသူကများဒီကလေးကသူ့ကလေးမဟုတ်ဘူးလို့တနေ့ရောက်ဝင်နေတာလားဆိုပြီးကျမတွေးခဲ့မိပါသေးတယ်ဒါပေမဲ့ဘဝပေါင်းများစွာစမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ကျမပိုက်တဲ့ကလေးကသူ့ကလေးဆိုတာကိုသူတေချာပေါက်သိနေတယ်ဆိုတာကျမတွေးခဲ့ပါတယ်ဒီတော့ရှောင်းစီကလည်းနည်းနည်းစိတ်သက်ကြသွားပါတယ်ဒါဆိုတော်တော်ထူးဆန်းတာပဲမင်းသမီးလေးမွေးပြီးတော့လေအရှင်မင်းကြီးကမနှိမ့်သက်ဘူးမင်းသားလေးမွေးပြီးပြန်တော့လေမလိုချင်မြန်ဘူးစုစုပေါင်းမှာလေယာဉ်2မျိုးပဲရှိတာကိုဘယ်ဟာကိုမှသဘောမကျဘူးဆိုတော့သူ့လိုချင်တာကလူမဟုတ်ရဲ့လားဆိုပြီးရှောင်းစီကပြောလိုက်ပါတယ်ရှောင်းစီကအစကတော့နောက်တလူပြောင်းတူနဲ့ပြောလိုက်တာပါဒါပေမဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမရုတ်တရက်ချက်ချင်းထားခုန်လိုက်မိပါတယ်နင်ပြောတာမှန်တော့တယ်ငါတို့ရဲ့ဧကလေးကလူတော်ဟုတ်ချင်မှဟုတ်မှာဆိုပြီးပြန်ပြောလိုက်ပါတယ်ကျမနန်းတော်တွေကိုမဝင်ခင်တုန်းကကျမအမေကနန်းတွင်းအထင်းတော်ကြီးတယောက်ကိုပင့်ပြီးကျမကိုနန်းတွင်းကျုပ်ဝတ်တီတင်ပေးခိုင်းခဲ့ပါတယ်အားနေတဲ့အချိန်တွေမှာအဲ့ဒီအထင်းတော်ကြီးကရှောင်းချန်ရဲ့ကလေးဘဝအကြောင်းတချို့ကိုပြောပြခဲ့ပူပါတယ်ရှောင်းချန်ရဲ့အမေကအရင်ဧကရစ်ဟောင်းကိုအလုတ်အကျွေးပြုရတဲ့အစစ်မြင့်စေခံမကြီးတယောက်ဖြစ်ခဲ့တာပါနှစ်အတော်ကြာပြီးတဲ့နောက်ဧကရစ်ဟောင်းအရက်မူးနေတဲ့အချိန်မှာရှောင်းချန်ကိုဝင်ရသွားခဲ့တာလေရှောင်းချန်ကိုဝင်ရသွားပြီးတဲ့နောက်မှာတော့သူ့အမေကကလေးကြောင့်အစင်အတန်းမြင့်တက်လာပြီးမိဖုရားတစ်ပါးအဖြစ်တင်မြောက်ခံခဲ့ရတယ်လို့မျက်နှာသာပေးတာကိုလည်းအများကြီးခံခဲ့ရပါတယ်အဲ့ဒီလောက်ကံကောင်းတဲ့သူကကလေးမွေးပြီးတိတ်မကြခင်မှာပဲတိတ်ဆုံးသွားခဲ့ပါတယ်တရားဝင်ထုတ်ပြန်ချက်အရတော့သူမကမီးတွင်းနဲ့သွေးသွုံပြီးတိတ်ဆုံးသွားတယ်လို့ပြောကြပေမဲ့အဲ့ဒီအထင်းတော်ကြီးကျမကိုပြောပြတာကတော့ရှောင်းချန်ရဲ့အမေကလူမဟုတ်ပဲကြောင်ကတိုးတကောင်ဖြစ်နေတယ်လေအထင်းတော်ပြောပြတာကကလေးမွေးပြီးရတဲ့ချက်ချင်းပဲရှောင်းချန်ရဲ့အမေကသူမရဲ့ပင်ကိုပုံစံအမှန်ကိုထုတ်ပြလိုက်ပြီးကြောင်ကတိုးတကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်တဲ့ပြီးတော့ရှောင်းချန်မွေးလာတဲ့အချိန်မှာလူတစ်ဝက်ကြောင်တစ်ဝက်ဖြစ်နေခဲ့တာပါဧကလေးဟောင်းအခန်းထဲဝင်လာပြီးအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူကစူးစမ်းကျင်စိမ့်နဲ့ရှောင်းချန်ရဲ့အမေကိုဓာတ်တစ်ချက်ထဲနဲ့ခုတ်တက်ပစ်လိုက်ပါတယ်အဲ့ဒီတုန်းကဇလန်ကိုကျမအလေးအနက်မထားခဲ့မိပါဘူးဒါပေမဲ့အခုပြန်တွေးကြည့်တော့ရှောင်းချန်ကတကယ်ပဲကြောင်ကတိုးတကောင်ဖြစ်နေနိုင်တယ်လေဒါပေမဲ့ဒီဇလန်ကအလေးအညာလေးဖြစ်နိုင်တာပဲလေလို့ကျမဆက်ပြောလိုက်ပါတယ်ရှောင်းစီရဲ့မျက်လုံးတွေကခဏလောက်အယောင်လက်သွားပေမဲ့ချက်ချင်းပဲပြန်မိန်ချတော့ပြန်ပါတယ်တကယ်လို့များမဟုတ်ခဲ့ရင်ကျွန်တော်မျိုးမတို့ထပ်သေးရအောင်မှာပေါ့နော်တဲ့ဒါကိုကြားလိုက်ရတော့ကျမလည်းစိတ်သက်ကြသွားမိပါတယ်အချိန်ပေါင်းများစွာတည်ခဲ့ရပြီးတဲ့နောက်မှာတော့ကျမတရားမှောင်မကြောက်တော့ပါဘူးဒါပေမဲ့ရှောင်းချန်ကအသေးဆုံးနဲ့တရားအောင်လုပ်တဲ့နီလန်းတွေကတစ်ခါတည်းတစ်ခါပို့ပြီးတော့ယွန်းစရာကောင်းလာပါတယ်အချိန်တော်ကြာစဉ်းစားပြီးတဲ့နောက်မှာတော့လူတယောက်ရဲ့မျက်နှာကကျမခေါင်းထဲကိုရုတ်တရက်ဝင်လာပါတယ်ဒီကိစ္စအမှန်လားအမှားလားဆိုတာအတည်ပြုဖို့အတွက်ဘသူ့ကိုသွားမေးရမလဲဆိုတာကိုကျမသိလိုက်ပါတယ်ကျမရှောင်းစီကိုခေါ်ပြီးနန်းဆောင်ဝင်းတစ်ခုစီကိုသွားလိုက်ပါတယ်အဲ့ဒီမှာနေထိုင်တာကရှောင်းချန်ရဲ့နှုတ်ထိန်တဲ့ကြီးပါသူ့အမေသိဆုံးသွားပြီးတဲ့နောက်မှာတော့ဧကရီဟောင်းကသူ့ကိုဘယ်မီဘရားကူမှအံ့မထားခဲ့ပဲဒီနှုတ်ထိန်တဲ့ကြီးကိုပဲပြုစုစောင့်ရှောက်ခိုင်းထားတာလေမိခင်ဘက်ကအထောက်အပံ့မရှိခဲ့တာကြောင့်ရှောင်းချန်ကကလေးဘဝမှာအယမ်းကိုစစ်စင်ရဲရဲနေခဲ့ရပါတယ်ဧကရီကသူ့ကိုသားတစ်ယောက်လိုမဆက်ဆံခဲ့တယ်လို့မင်းသားတွေကလည်းသူ့ကိုညီကိုတစ်ယောက်လိုသဘောမထားခဲ့ကြပါဘူးနန်းတွင်းအစီခံတွေကလည်းသူ့ကိုအနိုင်ကျင့်ကြပါတယ်တခါတော့ကရှောင်းချန်ကဒီအကြောင်းတွေကိုကျမကိုပြောပြရင်ရုတ်တရက်ပဲတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်ဒါကြောင့်မင်းကိုဘလို့ကလေးမျိုးပဲမိုးပေးကိုသူတို့ကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ပါပါကိုအဖေကောင်းတစ်ယောက်ဖြစ်အောင်နေပါမယ်ကိုရှောက်ခဲ့ရတဲ့လမ်းမျိုးသူတို့ကိုရှောက်ခိုင်းမှာမဟုတ်ပါဘူးတဲ့သူဒီစကားတွေကိုပြောတော့ကအယမ်းကိုယူသားပြီးမြစ်တာငတ်မွနေတဲ့ပုံပေါက်နေတာလေဒါတွေအားလုံးကအလိအညာတွေများဖြစ်နေမလားကျမကြားခဲ့ရတဲ့အကုန်လုံးကနိုထင်းသေးကြီးကိုပြောပြလိုက်ပါတယ်သူမကအတန်ထွက်တဲ့အထိရဲချလိုက်ပါတယ်ဒါကိုဘသူစီကကြားလာတာလဲအရှင်မင်းကြီးကဘလို့လောက်ကြောင်ကလေးဖြစ်နိုင်မှာလဲတဲ့ကျမမျက်လုံးပြူသွားပါတယ်မဖြစ်နိုင်တာလုံးဝကိုမဖြစ်နိုင်တာပါလို့သူမကပြက်ပြက်သားသားပြောပါတယ်သူမကရှောင်းချင်ရဲ့နှုတ်ထင်းတဲ့ဖြစ်ုံနဲ့မကပဲသူမွေးတော့ကလည်းသူမကိုယ်တိုင်တားဖွားပြီးခဲ့ရတာပါတဲ့
သူ့အမေကမီးရင်းထဲမှာပဲဆုံးသွားခဲ့တာပါကြောင်ကတို့အဖြစ်တခါမှမပြောင်းခဲ့တော့ပါဘူးဒီဇလန်ကနန်းတွင်းထဲမှာဘာလို့ပြန့်သွားရလဲဆိုတော့ရှောင်းချန်ကမကြာခဏအနိုင်ကျင့်ခံရလွန်းလို့တခြားသူတွေကသူ့ကိုနတ်ဆိုးတကောင်လို့ထင်ပြီးကြောက်သွားအောင်လို့သူမကိုယ်တိုင်ဒီဇလန်ကိုလှုပ်ကြံပြီးပြောခဲ့တာပါတဲ့ပြီးတော့သူမကလက်ခုပ်တီးလိုက်ပြီးအရှင်မင်းကြီးကလေးဘဝတုန်းကပုံနေကျမစီမှာရှိသေးတယ်ဆိုပြီးသူကပြောလိုက်ပါတယ်တစ်တာတဲ့ကနေမှွေနှောက်ရှာဖွေပြီးဝါကျဉ်ကျဉ်ဆက်ကူတရွက်ကိုထုတ်ယူလိုက်ပါတယ်ပကြီးကားထဲမှာတော့လူတွေကအခုထိအသက်ဝင်နေတော့မှပဲမိဘအိမ်မှာရှိတော့ကပကြီးဆွဲတာကိုတင်ခဲ့ဘူးတယ်လေအရှင်မင်းကြီးကကလေးဘဝတုန်းကအရန်ချစ်ဖို့ကောင်းတော့ခဏခဏသူ့ဘုံကိုဆွဲထားဖြစ်တယ်လို့နှုတ်ထင်းသေးကြီးကပြောပါတယ်လူကြီးအရွယ်ပုံတွေကနေစပြီးကျမနဲ့ရှောင်းစီကတရွက်ချင်းစီလှမ်းကြည့်လိုက်ပါတယ်နောက်ဆုံးစာမျက်နှာကိုရောက်တဲ့အချိန်မှာတော့ကျမမျက်လုံးတွေပြူသွားခဲ့ပါတယ်ဒီပုံကရှောင်းချမ်းမွေးပြီးချင်းအချိန်လေးပဲဖြစ်ရမယ်ရှောင်းစီလေတခုခုကိုတတိထားမိသွားပြီးကျမရဲ့အင်ကြီးလက်ကိုလာဆွဲပါတယ်ဒါကသူစကားမဆုံးလိုက်ပေမဲ့ကျမနားလေလိုက်ပါတယ်ကျမမွေးခဲ့တဲ့ကလေးတွေနဲ့ရုပ်စင်းတွင်ပြင်ကိုသူမအရင်ကမြင်ခဲ့ဘူးတယ်လေသူတို့ကပကြီးကားတွေကရှောင်းချန်တဲ့သပုံစံတွေပါပဲဒီအချက်ကိုသိလိုက်ရတော့ကျမတို့ပို့ပြီးအောင်ခေါင်းရှုပ်သွားခဲ့ပါတယ်သူကလူသားတစ်ယောက်ဆိုရင်ပြီးတော့ကျမကလေးတွေကလည်းသူနဲ့ဒီလောက်တောင်တူနေတာဆိုရင်ငါတို့ရဲ့ကလေးတွေကိုတယောက်ပြီးတယောက်တက်ပြရအောင်ရက်ဆက်ဖို့အတွက်သူဘာတွေမှားယွင်းသွားခဲ့လို့လဲခေါင်းလောင်းဖြုတ်ချင်ရင်ခေါင်းလောင်းဆွဲခဲ့တဲ့သူပဲရှာရမယ်ဆိုတဲ့စကားတိုင်းလို့ပေါ့ဒီနေရာမှာအဖြေရှာမရတဲ့အတွက်ကျမရှောင်းချန်ကိုပဲထပ်သွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ကျမရှောင်းချန်ရဲ့နန်းဆောင်ကိုရောက်သွားတဲ့အချိန်မှာသူကကလေးစော့ဖို့မတ်မွန်တသားသားလေးတလက်ကိုကိုယ်တိုင်လုပ်ပြီးနေတာကိုတွေ့လိုက်ရပါတယ်ကျမကိုမြင်တော့သူကလက်ရက်ခေါ်လိုက်ပါတယ်ကလေးမွေးလာရင်ဒါလေးနဲ့စော့လို့ရပြီသူသဘောကျမယ်လို့မင်းထင်လားတဲ့ကျမမျက်မှောင်နဲ့ကုတ်လိုက်မိပါတယ်ရှောင်းချန်ကအာနာအရှိဆုံးအရှင်သခင်ကြီးဖြစ်နေလေရဲ့ကလေးကစားစရာတွေဖြစ်တဲ့ဆွဲလှုပ်ရင်အတန်မီရဲ့ကစားစရာတွေမွန်မွန်တသားသားတွေအနီရောင်ပန်းမောလေးတွေတတ်ထားတဲ့လှန်အသေးစားတွေကိုပါကိုယ်တိုင်လုပ်ရတာကိုသဘောကျနေတယ်လေအရင်တုန်းကဒါကသူကလေးတွေကိုအရန်ချစ်လို့ပဲလို့ကျမထင်ခဲ့ပါတယ်အခုတော့တခုခုမှားနေပြီလို့ကျမခံစားလာရပါတယ်ကျမပိုက်တဲ့ကလေးကမိန်းကလေးဆိုတာရှောင်းချန်တေချာပေါက်သိနေလေရဲ့သူ့လုံထားတဲ့အရာတွေအားလုံးကယောက်ျားလေးတွေသဘောကျမဲ့ကစားစရာတွေကြီးပဲဖြစ်နေပါတယ်ကျမနှကန်းကိုကိုက်ပြီးသူ့ကိုစမ်းတက်ကြည့်လိုက်ပါတယ်အရှင်မင်းကြီးတကယ်တော့ရှင်ကယောက်ျားလေးတယောက်ကိုပို့ပြီးလှူချင်နေတာမဟုတ်လားလို့မေးလိုက်ပါတယ်ရှောင်းချန်တယောက်ခဏလောက်ငြိမ်သက်သွားပါတယ်အတော်ကြာမှသူကစကားဆပါတယ်ယွန်းရှူမင်းအမှန်တရားကိုကြားကျင်လားတဲ့ကျမအသက်အောင်ပြီးတော့ခေါင်းငိမ့်ပြလိုက်ပါတယ်တကယ်လို့အရှင်မင်းကြီးကယောက်ျားလေးလှူချင်တာဆိုရင်ကျမဆိုပြီးပြောတော့ရှောင်းချန်ကအနားကိုရှောက်လာပြီးကျမရဲ့ပါးကိုဆွဲလိမ်လိုက်ပါတယ်ကို့အတွက်တော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တူပါပဲကိုလုံနေတဲ့ပစ္စည်းတွေကကလေးအတွက်တည်းမဟုတ်ဘူးကို့အတွက်ပါလုံနေတာပါတဲ့အေကရီဟောင်းကလည်းကစားစရာတွေလုပ်ရတာကိုသဘောကျခဲ့ပေမဲ့အဲ့ဒါတွေအားလုံးကတခြားမင်းသားတွေအတွက်ကြီးပါပဲသူ့အတွက်တစ်ခုတောင်မလုပ်ပေးခဲ့ဘူးလို့ရှောင်းချန်ကပြောပြပါတယ်ပြီးတော့သူကယောက်ျားလေးကစားစရာကြီးပဲလုပ်နေတာမဟုတ်ပါဘူးမိန်းကလေးတွေအတွက်လည်းလှုပ်ထားတာရှိရလို့ကျမကိုပြောပြပါတယ်သူကျမလက်ကိုဆွဲပြီးဗီဒီယိုတစ်ခုကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီထဲမှာရုပ်ဆိုးဆိုးအဝတ်ရုပ်တွေအပုံလိုက်ကြီးရှိနေတာပေါ့သူကနည်းနည်းရှက်ကိုရှက်ကန်နဲ့ကိုယ့်ရဲ့အထုတ်လက်ရကတိတ်တော့မကောင်းဘူးအရင်ကမင်းကိုမပြရဲခဲ့ဘူးယွန်းရှူမင်းစိတ်အေးအေးထားပြီးသားမွေးပါကိုဘလူးတရဲလေးမွေးပြီးရင်တော့ကိုကတေချာပေါက်ချစ်ပေးမှာပါတဲ့ကျမအဝတ်အယုတ်တရုပ်ကိုကောက်ပြီးတော့အတော်ကြောင်ကြည့်နေမိပါပဲပြီးတော့မှကောင်းချင်းပြလိုက်ပါတယ်ကျမနန်းဆောင်ကိုပြန်ရောက်တာနဲ့ရှောင်းစီကကျမကိုအခန်းထဲအမြန်ဆွဲခေါ်သွားပါတယ်ဘသူမှနားမထောင်နေဘူးဆိုတာတေချာအောင်လုပ်ပြီးတော့မှသူမကခတ်တူတူလေးကပ်ပြောပါတယ်မိဖုရားကြီးထွက်ပြေးပါတဲ့ကျမချက်ချင်းနားမလည်လိုက်ပါဘူးမိဖုရားကြီးထွက်ပြေးပါလို့ရှောင်းစီကဘယ်ကနေထုတ်လာမှန်းမသိတဲ့အထုပ်တစ်ထုပ်ကိုကျမလက်ထဲကိုထိုးထည့်ပေးလိုက်ပါတယ်ကျမတေချာစဉ်းစားပြီးတော့ပြီးကျမတို့၃ယောက်လုံးထပ်တည်ရမယ့်အစားမိဖုရားကြီးနဲ့မင်းသမီးလေးလုံးရောက်သွားတာကပိုကောင်းပါတယ်ကျမအကုန်လုံးစီစဉ်ထားပေးပါပြီနောက်ပေါက်မှာမိဖုရားကြီးကိုလာကြိုမဲ့သူရှိပါတယ်နန်းတွင်တွေကနေမိဖုရားကြီးထွက်သွားတာနဲ့ကျမကမိဖုရားကြီးလိုဟန်ဆောင်ထားလိုက်မယ်အရှင်မင်းကြီးကျမကိုမိသွားတဲ့အချိန်ဆိုမိဖုရားကြီးမြို့ပြင်ကိုတေချာပေါက်လွတ်နေလောက်ပြီတဲ့ကျမရှောင်းစီကိုအတော်ကြောင်စိုက်ကြည့်နေမိပြီးမှအဲ့ဒီအထုပ်ကိုသူမစီကိုပြန်ပေးလိုက်ပါတယ်ဒါကိုတင်ထားလိုက်ပါရှောင်းစီကစိုးရင်တကြီးဖြစ်သွားပါတယ်မိဖုရားကြီးဝေခွဲမနေပါနဲ့တော့အခုမှထွက်မပြေးဘူးဆိုရင်တကယ်နောက်ကျသွားလိမ့်မယ်တဲ့ကျမအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပါတယ်အခုအဆင်ပြေသွားပါပြီရှောင်းချန်ဘလို့ကလေးမျိုးလိုချင်နေရလဲဆိုတာငါသိသွားပြီအခုလေးတင်သူငါ့ကိုကလေးကစားစရာတွေပြတော့ကအယောအဝတ်တစ်ခုပေါ်မှာတစ်ခုခုကိုငါတတိထားမိလိုက်တယ်အဲဒီကြောင့်မှပဲသူယောက်ျားလေးလည်းလိုချင်တာမဟုတ်ဘူးမိန်းကလေးလည်းလိုချင်နေတာမဟုတ်ဘူးဆိုတာကိုငါသဘောပေါက်သွားတာလို့ပြောပြလိုက်ပါတယ်မျော်လင့်တကြီးဖြစ်နေတဲ့ရှောင်းစီရဲ့မျက်လုံးတွေကိုကြည့်ပြီးကျမဘိုက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်သူလိုချင်တာကငါးဘိုက်ထဲကနေထွက်လာမယ့်ဟာကိုပဲယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဂယုမဆိုင်ဘူးခွေးတစ်ကောင်ဖြစ်နေရင်တော့မှသူကလိုချင်နေမှာပဲရှောင်းစီလုံးဝကောင်းရှုပ်သွားပါတယ်မိဖုရားကြီးဘာရီပြောနေရလဲအရှင်မင်းကြီးကမိဖုရားကြီးရဲ့ကလေးကိုတကယ်လိုချင်နေတာဆိုရင်ကျမတို့ကိုဘာလို့အချင်းချင်းတတ်ခဲ့တာလဲတဲ့
ကျမရဲ့ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ပုံစံကိုမြင်တော့ကျမထပ်ပြီးအုံနောက်အစည်းခံလိုက်ရပြီလို့ရှောင်းစီကထင်သွားပါတယ်။သူမရဲ့လေတံကပိုပြီးအလောတကြီးဖြစ်လာပါတယ်။တတိထားပါဦးအရင်ဘဝတွေတုန်းကဘလို့တည်ခဲ့ရလဲဆိုတာကိုမေ့သွားပြီလားတဲ့။အခုတစ်ခေါက်ထပ်မွေးရင်တော့ကျမတို့တွေအရှင်လက်လက်အပိုင်းပိုင်းခုတ်ထစ်ခံရလောက်တယ်လေ။ကျမသူ့ရဲ့လက်ကိုဆွဲပြီးခပ်ဖွားဖွားပုတ်ပေးလိုက်ပါတယ်။မဟုတ်ဘူးရှောင်းစီဒီတစ်ခါတော့ငါတို့တေချာပေါက်တေရမှာမဟုတ်တော့ဘူး။ဒါပေမဲ့ငါတေချာမသိသေးတဲ့ကိစ္စတစ်ခုရှိနေလို့နင်းအနေနဲ့ငါ့ကိုကူညီပြီးတစ်ခုခုလုပ်ပေးဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ရှောင်းစီကကျမရဲ့ရည်ရွယ်ချက်ကိုနားမလည်ပေမဲ့ခေါင်းညှိပြလိုက်ပါတယ်။မိဖုရားကြီးကျွန်တော်မျိုးမတေချာပေါက်ကောင်းကောင်းလုပ်ပေးပါမယ်တဲ့။သိမကြခင်မှာပဲကျမကလေးမွေးမဲ့ရက်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာရှောင်းချက်ကညီလာခံလာမတက်ခဲ့ပါဘူး။ကျမအခန်းပြင်ပမှာနန်းတွင်သမားတို့တွေအကုန်လုံးကိုအသစ်ဆောင်ခိုင်းလာပါတယ်။ကျမရဲ့အင်အားတွေကိုအချိန်မရွေးပြန်ဖြည့်ပေးနိုင်မှုအကောင်းစားအားစီးယူတွေကိုလည်းမိဖို့ပေါ်မှာကြိုထားစေပါတယ်။ကလေးမွေးရမှာကိုညီပေးဖို့အတွေ့အကြုံရင့်ကျက်တဲ့ကျွမ်းကျင်တဲ့သားပွားဆရာမ၃ယောက်ကိုလည်းခေါ်ထားပါသေးတယ်။မမွေးခင်မှာတင်ရှောင်းချက်ကကျမကတင်ပေးမှထိုင်ပြီးကျမလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ခိုင်းသားသလိုကျမရဲ့နှဖူးကိုလည်းညင်ညင်တာတာလေးနမ်းပါတယ်။ယွန်းရှူမကြောက်နဲ့နော်ကိုတို့ရဲ့ကလေးလေးမွေးလာတဲ့အထိမင်းသားမှာကိုရှိနေပြီးမှာပါတဲ့သူ့စကားတွေကိုကြားတော့သားဖွားဆရာမတွေအကုန်လုံးကကျမရဲ့ကံကောင်းမှုကိုချီးကျူးကြပါတယ်မိဖုရားကြီးကတကယ်ကိုကံကောင်းတာပဲရှေးခေတ်ကတည်းကကလေးမွေးတာကိုတွေးထတန်ယုံဖြစ်တဲ့ဘေးအနေရဲ့တခုယောက်ျားတွေအနေနဲ့နမိတ်မကောင်းမှုဆိုပြီးရှောင်ကျဉ်ကြတဲ့ကိစ္စတခုကိုသတ်မှတ်ထားကြတာလေဒါပေမဲ့အရှင်မင်းကြီးကဒီအယူသီးမှုတွေဂယုမစိုက်ပဲကိုယ်တိုင်ကိုကြားဒီမှာနေပြီးတယ်ဒီလိုစေတနာမျိုးကတကယ်ကိုရှာရှာပါပါပဲဒါကအရှင်မင်းကြီးကမိဖုရားအပေါ်ဘလောက်တောင်ဂယုစိုက်ချစ်ခင်လဲဆိုတာကိုပြနေတာပဲလို့သူတို့ကပြောကြပါတယ်သားဖွားဆရာမတယောက်ကကျမကိုချီးကျူးပြီးတဲ့နောက်တခြားသူတွေကလည်းလိုက်ပြောကြပါတယ်သူဆွဲလန်းလုံးနေတဲ့တချို့ကိစ္စကလွှဲရင်လူအများစုကရှောင်းချန်ကိုဧကရစ်တဘာနဲ့မတူဘူးလို့ခန်းစားခဲ့ကြရပါတယ်ဧကရစ်ဟောင်းကကာမဂုဏ်လိုက်စားတော့နောက်ဆောင်မှာမိဖုရားတွေအများကြီးရှိပြီးမင်းသားတွေလည်းအများကြီးရှိခဲ့ပါတယ်သူတို့ကထီးနှံအတွက်အသေးအလဲတိုက်ခိုက်ခဲ့ကြပြီးရှုံးနေသွားတဲ့သူတွေအကုန်လုံးကမြင်းငါးကောင်နဲ့အပိုင်းပိုင်းဆွဲဖြဲပြီးတော့အသက်ပြစ်ခံခဲ့ရတာလေဒါပေမဲ့ရှောင်းချန်နန်းတက်လာပြီးတဲ့နောက်မှာတော့အသက်ရှင်ကျန်ရစ်တဲ့ညီအကိုတွေကိုတေချာနေရာချပေးခဲ့ပါတယ်ဘိုးဘွားတွေရဲ့စီးမြင့်တွေအရာဧကရစ်ဟောင်းနှဲ့ရော်ဆံပြီးတဲ့နောက်သူ့ရဲ့ကိုလုတ်တော်တွေကသူ့အနားမှာအရှင်လက်လက်မြုပ်နှံခံရမှာလေဒါပေမဲ့ရှောင်းချင်ကအဲ့ဒီအလေးအထားကိုဖျက်သိမ်းပြီးသူတို့ကိုနန်းတော်ထဲမှာဆက်လက်ဆောင်ရှောက်ထားခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကကလေးမရနိုင်တဲ့အတွက်သူ့ရဲ့အနောက်ဆောင်မှာကျမတယောက်တည်းပဲရှိပါတယ်ရှောင်းချင်ကကျမသူ့အတွက်ကလေးမွေးပေးနိုင်လို့သာလက်ထပ်ခဲ့တာလို့လူတိုင်းကပြောကြပါတယ်ဒါပေမဲ့ကျမတို့ရဲ့မင်္ဂလာဦးညမှာသူကမျက်နှာလေးရဲသွားပြီးကျမကိုတကယ်သဘောကျတာပါဆိုပြီးဖွင့်ပြောခဲ့ပါသေးတယ်လက်ထပ်ပြီးတဲ့နောက်မှာလည်းကျမကိုအပြည့်အဝလေးစားပြီးဂုံတိတ်ခါရှိရှိနဲ့ထားခဲ့ပါတယ်အရင်တုန်းကဆိုတခြားသူတွေကကျမကိုကန်ကောင်းတယ်လို့ပြောတဲ့အခါကျမရင်ထဲမှာကြည်နူးသွားပါတယ်ဒါပေမဲ့အခုတော့ရှောင်းချင်ရဲ့ဇယိုက်အမှန်ကိုသိနေရလို့ယွန်းရှောင်မှုတစ်ခုလိုပဲခံစားရပါတော့တယ်ရှောင်းချင်တရားကိုကျမကတင်ပေးမှနေနေတာစိုးရိမ်လို့လည်းမဟုတ်ပါဘူးနမိတ်မကောင်းတာတွေကိုမကြောက်လို့လည်းမဟုတ်ဘူးအဲ့ဒီအရာတွေထက်ဆိုင်ရင်ဒီကလေးကကျမပိုက်ထဲကနေမွေးလာတာဟုတ်မဟုတ်ဆိုတာသိကြအောင်အတီးပြုတ်ကျင်လို့ပဲနေနေတာပါရှောင်းချန်ရဲ့တိုင်တိုးမှုနဲ့အတူကျမတို့မိသားစုရဲ့လှုပ်ဝက်ဆေးကိုကျမတောက်လိုက်ပါတယ်။ဆေးကဘိုက်ထဲရောက်သွားတာနဲ့တပြိုင်နက်ကျမခန္ဓာကိုတုံ့ပြန်လာပါတယ်။စီးစက်ကနေစပြီးနာကျင်မှုကတကူလုံးကိုပြန့်နှံ့သွားပါတော့တယ်။ချွေးအီးတွေထွက်လာပြီးကျမအောက်ကအိပ်ရခင်းတွေတောင်ရွှဲနစ်သွားပါတယ်။ကျမနာကျင်နေရပေမဲ့ရှောင်းချန်ကကျမထက်တောင်ပိုပြီးနာကျင်နေတဲ့ပုံပေါက်နေပါတယ်။သူ့မျက်နှာမှာစိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ကျမနာမည်ကိုအဆက်မပြတ်ခေါ်နေပါတယ်။မကြောက်နဲ့တော့ကိုဒီမှာရှိရတဲ့နောက်ဆုံးမှာတော့ငိုတန်လေးနဲ့အတူကလေးလေးချောမွေးဆောင်မွေးဖွားလာခဲ့ပါတယ်။ရှောင်းချန်ကအဝတ်တစကိုယူပြီးကျမမျက်နှာပေါ်ကချွေးတွေကိုတုပ်ပေးပါတယ်။ပြီးတော့ကျမကိုထန်ထန်ပါတယ်။ယွန်းရှူမင်းပင်ပန်းသွားပြီနော်တဲ့။အဲ့ဒီအချိန်သားဖွားဆရာမတွေကကလေးကိုရေချိုးတန့်စင်ပြီးနေပါပြီ။အရှင်မင်းကြီးမိဖုရားကြီးကချက်စရာကောင်းတဲ့မင်းသမီးလေးတစ်ပါးမွေးဖွားလိုက်ပါပြီတဲ့။ရှောင်းချန်ကကလေးကိုသူ့လက်ထဲကယူလိုက်တဲ့အချိန်မှာပဲကျမမျက်စိမှိတ်လိုက်ပါတယ်။ဘဝ၃ခုတိုင်တိုင်ဖြတ်တန်းခဲ့ရပြီးကျမရဲ့ကလေးတွေအသက်ခံခဲ့ရတာကိုကိုယ်တိုင်ကိုကြမြင်တွေ့ခဲ့ရပေမဲ့ဒီတစ်ချိန်မှာတော့ကျမစက်မကြည့်ရသေးပါဘူး။ဒါငါလူချင်းတဲ့ကလေးမဟုတ်ဘူး။ရင်းနှီးနေတဲ့စကားတန်ကကျမရဲ့နှပိမှာထွက်ပေါ်လာပါတယ်။အေးဆက်ဆက်အတန်းနဲ့အတူငိုနေတဲ့ကလေးကရုတ်တရက်အတန်းတိတ်သွားပါတယ်။ကျမမျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။အခန်းထဲမှာရောအပြင်မှာပါလူတိုင်းကြမ်းမြေပေါ်ဒူးထောက်နေကြပါတယ်။ရှောင်းချန်ကခေါင်းမော့လာပြီးကျမကိုရက်ဆက်တဲ့အမူအရာနဲ့ကြည့်လိုက်ပါတယ်။မင်းကဘလို့ကန်ကောင်းတဲ့မိန်းမမျိုးလဲ။ငါလူချင်းတဲ့ကလေးကိုတော့မွေးမပေးနိုင်ဘူး။သွားတေလိုက်တော့ဆိုပြီးသူကဓာတ်ကိုမြောက်ကကျမစီကိုထိုးချလိုက်ပါတယ်။ဓာတ်တော့ကကျမလေဗီနာရောက်လာတဲ့အချိန်မှာကျမပြောင်းလိုက်ပါတယ်။ရှောင်းချန်ရှင်ကျမကိုတကယ်တက်ချင်တာသိကြရဲ့လား။တကယ်လို့တတ်လိုက်မယ်ဆိုရင်ကျမမွေးထားတဲ့ကလေးကိုရှင်ဘယ်တော့မှရှာတွေ့တော့မှာမဟုတ်ဘူးလို့ကျမကပြောလိုက်ပါတယ်။ရှောင်းချန်တရားကိုသူ့ရဲ့လက်တွေရက်တန့်သွားပါတယ်။သူကျမကိုစိုက်ကြည့်ပါတယ်။မင်းပါကိုဆိုလိုတာလေတဲ့။ကျမထိုင်လိုက်ပြီးနောက်ကိုခြေလမ်းအနှဲငယ်ဆုပ်လိုက်ပါတယ်။ရှင်ရဲ့အစည်းအဝေးနဲ့အကုန်လုံးကျမသိပြီးနေပြီ
အခုရှင်တက်လိုက်တာကကျမတို့ရဲ့ကလေးမဟုတ်ဘူးကျမပြန်ပြောလိုက်ပါတယ်မင်းဘလို့လုပ်ပြီးရှောင်ချန်စက္ကန့်အနေငယ်လောက်ကြက်စီသေးသွားပြီးတဲ့နောက်အောက်ကိုငုံကြည့်လိုက်ပါတယ်ကျမ်းမြေပေါ်မှာလေးကျနေတဲ့ကလေးကမျက်စိသမိတ်အတွင်းမှာပဲပုတ်ပွားနေတဲ့အသားတုံးကြီးတုံးအဖြစ်ပြောင်းလဲသွားပါတယ်လူတိုင်းကလမ်းဖြတ်ပြီးအော်ဟစ်ကြပါတယ်ရှောင်ချန်ရဲ့မျက်နှာကလည်းဖြူဆုပ်သွားခဲ့ပါတယ်ဘလို့ဖြစ်ပြီးဒီလိုဖြစ်သွားတာလဲကျမတို့မိသားစုကအမျိုးသမီးတွေတလောက်ကလေးအလွယ်တကူရနိုင်စွမ်းရှိရတဲ့အကြောင်းအရင်းကကျမတို့ဘိုးဘီတွေကလှည့်လည်သွားလာနေတဲ့မော်စရာတယောက်ကိုကိုညီခဲ့ဘူးလို့ဆိုတာလူတိုင်းသိကြပါတယ်အဲ့ဒီအချိန်တုန်းကအဲ့ဒီမော်စရာကတေလူနီးပါးဖြစ်နေကြတာလေကျမရဲ့ဘိုးဘီကသူ့ကိုအိမ်ခေါ်လာပြီးတမားတို့ကိုပင်ပေးခဲ့ပါတယ်သူပြန်ကောင်းလာပြီးတဲ့နောက်သူကလူပြည်ကိုစင်းတက်လာတဲ့နတ်ဖျားတစ်ပါးဆိုတာကိုပြောပြီးကျမရဲ့ဘိုးဘီမှာစူတောင်းချင်တာတခုခုရှိလာလို့မေးခဲ့ပါတယ်ကျမရဲ့ဘိုးဘီကလည်းတိတ်အလေးနဲ့မထားပဲသူ့ရဲ့မျိုးဆက်တွေသားသမီးရတနာထွန်းကားပြီးကံကောင်းကြပါစေလို့ပဲစူတောင်းခဲ့ပါတယ်အဲ့ဒီစကားတစ်ခုနဲ့ကပဲကျမတို့မိသားစုကမျိုးသမီးတွေအကုန်လုံးသားသမီးအလွယ်တကူရနိုင်တဲ့မိန်းမတွေဖြစ်သွားစေခဲ့တာပေါ့ဒါပေမဲ့ဘယ်သူမှမသိတာကအဲ့ဒီမျိုးဆက်ပွားနိုင်စွမ်းအပြင်အဲ့ဒီမော်စရာကလှုပ်ဝက်ကျန်းစာအုပ်တအုပ်ကိုလည်းချားရစ်ခဲ့ပါတယ်အဲ့ဒီထဲမှာတတိသားရဲ့လိန်ကိုပြောင်းလဲပေးနိုင်တဲ့စင်းနီးတွေပါယုံနာမှာကတခြားအရာဝတ္ထုတွေကိုတတိသားအဖြစ်နဲ့ပြောင်းလဲပေးနိုင်တဲ့ပညာရက်တွေပါသေးတယ်ကျမတို့မိသားစုကအမျိုးသမီးတွေအတွက်တော့ကလေးမွေးတယ်ဆိုတာဘယ်တော့မှမခက်ခဲခဲ့ပါဘူးမင်းညကလေးကကျမကလေးမွေးပြီးသွားပြီဖြစ်ပြီးရှောင်းစီကိုကလေးကိုခေါ်သွားခိုင်းခဲ့ပါတယ်အဲ့ဒီနောက်မှာကလေးမွေးတဲ့အယောင်ဆောင်မှုဒီဝက်သားသုံးကြီးကိုကျမကိုလည်းထိုးထည့်ခဲ့တာလေဒါကိုကြားတော့ရှောင်းချန်ကဒေါသကြီးအော်ဟစ်ပါတော့တယ်မင်းအကုန်လုံးသိနေပြီဆိုမှတော့ကလေးကိုအခုချက်ချင်းပေးစမ်းမပေးရင်မင်းကိုတတ်မယ်တဲ့ကျမသူ့ကိုတီတီငင်ငင်ပဲကြည့်လိုက်ပါတယ်ကျမကလေးကိုပေးမပေးရှင်ကကျမကိုတတ်မှာပဲလေဒါဆိုဘာလို့ရှင်ကလေးကိုပေးရမှာလဲကျမကလေးကိုမပေးရင်တေးရမှာကျမတယောက်တည်းပဲလေဒါပေမဲ့မင်းမမသိချင်တာရှောင်းချန်ကအေးဆက်ပြောင်းလိုက်ပါတယ်လော်ယွန်ရှူမင်းသာသိချင်တယ်ဆိုရင်ငါမင်းကိုတတ်တော့မယ့်အချိန်မှာအမှန်တရားကိုဖွင့်ပြောခဲ့မှာမဟုတ်ဘူးမင်းဒီလိုလုပ်တာအသက်ရှင်ကျင်သေးလို့ပဲကလေးဘက်မှာရှိလဲဆိုတာကိုပြောပြရင်မင်းအသက်ကိုငါချမ်းသာပေးမယ်တဲ့ကျမမသိချင်တာမှတ်ပေမဲ့ရှင်စကားတွေကိုလည်းကျမမယုံဘူးရှင်ကိုကျမကိုနန်းတော်ပြင်ထုတ်ပေးရအောင်လုပ်နိုင်မဲ့ကိုပိုင်နီးလန်းကျမမှာရှိတယ်လို့ပြောလိုက်ပါတယ်ရှောင်းချန်ရေလိုက်ပါတယ်လော်ယွန်ရှူမင်းတကယ်ပဲရိုးအားတာပဲငါဘာကိစ္စနဲ့မင်းကိုလှုပ်ပေးရမှာလဲမင်းမှတခုခုမရှိဘူးဆိုရင်ပေါ့ကျမဆောင်အုပ်ကနေအဝတ်အယုတ်လေးတရုပ်ကိုထုတ်ယူလိုက်ပါတယ်ကျမစီမှာဒါမျိုးမရှိဘူးဆိုရင်ပေါ့အဲ့ဒီအဝတ်ရုပ်ကိုမြင်လိုက်ရတဲ့အချိန်မှာရှောင်းချန်ရဲ့မျက်လုံးတွေကချက်ချင်းပဲတွေးလို့နေရဲသွားပါတယ်အဲ့ဒါမင်းဘလို့ရလာတယ်ငါ့ကိုပြန်ပေးစမ်းသူကလူယူဖို့လှမ်းလိုက်ပါတယ်ကျမသူ့ကိုတိတ်တိတ်လေးပဲစိုက်ကြည့်နေလိုက်ပါတယ်အဲ့ဒီအချိန်ကျမှသူ့ရဲ့မျက်နှာမှန်ကိုကျမတေချာမြင်လိုက်ရပါတော့တယ်ရှင်သာကိုလူချင်းကျမကိုနန်းတော်ပြင်ထွက်ခွင့်ပြီးရှောင်းချန်ကကျမလက်ထဲကအယုတ်ကိုစိုက်ကြည့်နေပါတယ်နောက်ဆုံးတော့တွားကြိတ်မတက်ဒေါသထွက်ရင်းကနေသူ့ကိုနန်းတော်ပြင်ထုတ်ပေးလိုက်သူပြောတဲ့အတိုင်းလုပ်ဆိုပြီးအမိန်ပေးလိုက်ပါတယ်မြင်းလဲကညဘက်ကြီးအမြန်မောင်းထွက်လာခဲ့ပါတယ်မျိုးပြင်ကစွန့်ပစ်ခံရတဲ့နတ်ကွန်းတစ်ခုစီကိုကျမရောက်လာခဲ့ပါတယ်သဘောတူထားတဲ့အတိုင်းကျမကအဝေးရုပ်ကိုနတ်ကွန်းရဲ့အောက်မှာထားလိုက်ပါတယ်အဲ့ဒီနောက်တောင်ဘက်ကိုထွက်သွားတဲ့ပုံစံဟန်ဆောင်လိုက်ပေမဲ့တကယ်တမ်းကျတော့ကျမကတခြားလှုပ်ဝက်လမ်းကြောင်းကနေနန်းတော်တွေကိုပြန်ဝင်လာခဲ့ပါတယ်လှုပ်ဝက်အခန်းထဲမှာတော့ရှောင်းစီကအေးချမ်းအိမ်မောကြနေတဲ့ကလေးလေးကိုခြိထားပါတယ်ကျမပြန်ရောက်လာတာမြင်တော့မှပဲသူလည်းတက်ပြင်းချနိုင်သွားပါတယ်မိဖုရားကြီးနောက်ဆုံးတော့ပြန်ရောက်လာပြီပဲကျမသူ့လက်ထဲကကလေးကိုလှမ်းယူလိုက်ပြီးသူ့ကိုဖွားဖွားလေးမစမိပဲမနေနိုင်ခဲ့ပါဘူးရှောင်းစီလည်းစပ်ပြီးမမျိုးသိပ်ထားနိုင်တော့ဘူးလေမိဖုရားကြီးကျမနားမလည်သေးဘူးအဝေးရုပ်လေးတစ်ခုကြောင့်နဲ့အရှင်မင်းကြီးကဘာလို့များအလျှော့ပေးလိုက်ရတာလဲတဲ့အဲ့ဒါကတာမန်အဝေးရုံမှမဟုတ်တာလို့ပြောရင်ကျမတက်ပြင်းချလိုက်ပါတယ်ဒီအချိန်ရောက်မှတော့ဖုံးကွယ်စရာဘာမှမရှိပါတော့လေငါတေချာစစ်ဆေးကြည့်ခဲ့တယ်အဲ့ဒီအဝေးရုပ်တွေထဲမှာဒီတရုပ်သေးကပဲအချုပ်ရအရှုပ်ဆုံးနဲ့အဟောင်းနှဆုံးဖြစ်နေကြတာလေပြီးတော့အထဲမှာထည့်ထားတာရိုးရိုးဝါကုန်းတွေမဟုတ်ပဲအထူးဆေးပတ်ဝင်အပင်တွေပြာတွေရဲ့လူရဲ့စပင်လက်သေးကွန်အစအနာတွေရောထည့်ထားတာဒါကြောင့်ဒီအဝေးရုပ်ကတတ်မဲ့ပစ္စည်းမဟုတ်ဘူးအသက်ဝင်နေတဲ့အရာတစ်ခုပဲရှောင်းစီကအလန့်တကြားအသက်ရှူမှာသွားပါတယ်အသက်ဝင်နေတယ်တနည်းအားဖြင့်ပြောရရင်အဲ့ဒီထဲမှာကလေးတယောက်ရဲ့ဝိညာဉ်ရှိနေတာပေါ့ရှောင်းချံဘလိုမျိုးကလေးကိုလိုချင်နေလဲဆိုတာငါတည်သွားပြီလို့နင်းကိုပြောခဲ့တာမှတ်မိလားသူလိုချင်နေတာဒီအဝေးရုပ်ထဲကကလေးကိုပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရှောင်းစီလည်းကြက်တည်တည်သွားပါတယ်အရင်တော့ကအေဂရီဟောင်းရဲ့ကိုလုံးတော်တွေအကုန်လုံးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကသူ့မှာကျင်နာတတ်တဲ့စိတ်ရှိလို့ပဲလို့ကျမထင်ခဲ့တာဒါပေမဲ့အဲ့ဒီပကြီးကားတွေကိုမြင်ပြီးတဲ့နောက်မှာတော့အဲ့လိုမဟုတ်ဘူးဆိုတာကိုကျမသဘောပေါက်သွားပါတယ်အဲ့ဒီပကြီးကားတွေထဲမှာအမျိုးသမီးတစ်ယောက်ရှိနေပါတယ်နောက်တော့မှကျမသိလိုက်ရတာကသူဟာအေဂရီမဖြစ်ခင်တည်းကသူတို့နှစ်ယောက်အတူရှိခဲ့ကြပြီးသူတို့မှာသားလေးတစ်ယောက်ရှိခဲ့တယ်ဆိုတာပဲဒါပေမဲ့အဲ့ဒီကလေးကအသေးအတန်ဖျားနာခဲ့ပါတယ်ရှောင်းချန်ကစေးကူတောက်ဖို့နေရအနှံ့ရှာဖွေခဲ့ပေမဲ့အချီးအနီးဖြစ်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူမှော်စရာတယောက်ကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီမှော်စရာကကလေးရဲ့ဝိညာဉ်ကိုဒီအဝေးရုပ်ထဲမှာချုံနှောင်ပေးခဲ့ပြီး
ကလေးရဲ့ခန္ဓာကိုယ်ကိုဖျောက်ထားပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးရှောင်းချမ်းမှာရီမှန်းချက်တစ်ခုပဲရှိပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီကလေးကိုအသက်ရှင်လာအောင်လုပ်ဖို့ပါပဲ။ရှောင်းစီကကျမလက်ထဲကကလေးကိုကြည့်လိုက်ပါတယ်။ဒါဆိုသူမိဖုရားကြီးရဲ့ကလေးတွေကိုတပ်ပစ်ခဲ့တိုင်းအဲ့ဒီကလေးကိုအသက်ပြန်ရှင်လာအောင်လုပ်တာပေါ့နော်။ကျမလည်းခေါင်းညှိပြလိုက်ပါတယ်။သတ်မှတ်ထားတဲ့အချိန်တစ်ခုမှာမိခင်ရောကလေးပါတပြိုင်နက်တည်းသိဆုံးသွားမယ်ဆိုရင်ဝိညာဉ်ကူးပြောင်းခြင်းနည်းပညာကအောင်မြင်နိုင်တယ်လေ။ဒါကြောင့်ကျမဘာပဲမွေးသူ့လိုချင်မှာပဲတနည်းအားဖြင့်ပြောရရင်သူတပ်ပစ်မှာပဲပေါ့။ရှောင်းစီတရားအချိန်တော်တော်ကြာနှုတ်ဆက်သွားပါတယ်။ပြီးတော့မှဒါဆိုကျမတို့အခုဘယ်လိုလုပ်ကြမလဲဒီမှာပဲတက်တလုံးပုံနေကြမလားတဲ့ကျမမဖြေရသေးခင်မှာပဲလှုပ်ဝက်အခန်းရဲ့တကားကရုတ်တရက်လှုပ်ခါသွားပါတယ်အလင်းရောင်တွေဝင်လာပြီးရှောင်းချန်ကအပေါက်ဝမှာရက်နေခဲ့ပါတယ်လော့ယွန်ရှူထင်ထားတဲ့အတိုင်းပဲမင်းဒီမှာရှိနေတာကိုသူ့ကိုမြင်လိုက်ရတော့ကျမအလိုလျောက်ဝဲနောက်ကိုဆုပ်လိုက်မိပြီးကလေးကိုတင်းတင်းကြပ်ကြပ်ပို့ဖက်ထားလိုက်ပါတယ်ကျမဒီမှာရှိနေမှရှင်ဘယ်လိုလုပ်သိရလဲသူမဖြေခင်မှာပဲရှောင်းစီကကျမလက်ထဲကကလေးကိုရုတ်တရက်လူယူသွားပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးမကလေးကိုယူလာခဲ့ပါပြီတဲ့ကျမမယုံနိုင်လို့ခေါင်းလဲကြည့်လိုက်မိပါတယ်ရှောင်းစီနင်ယူနေလားဘာလို့ဒီလိုလုပ်တာလဲကျမမယူပါဘူးကျမထပ်မသိခြင်းလို့ပါမိဖုရားကြီးနားမှာနေနေတည်၍ကျမတေချာပေါက်တေးရမှာဒါကြောင့်အကုန်လုံးကိုဖွင့်ပြောလိုက်တာကပိုကောင်းမယ်လေမိဖုရားကြီးကလေးကိုဒီမှာလှောင်ဖွက်ထားတဲ့အကြောင်းအရှင်မင်းကြီးကိုကျမပြောပြပြီးတော့ကျမတို့ရဲ့အသေးဘွားကနေပြန်လဲမွေးဖွားလာတဲ့အကြောင်းကိုလည်းသူ့ကိုပြောပြလိုက်ပြီးကျမတို့ကိုယ်လုံးကြောချမ်းသွားတယ်လို့ခံစားလိုက်ရပါတယ်သူ့ကိုအကုန်ပြောပြလိုက်လို့နင်အသက်ရှင်မယ်လို့ထင်နေရလားရှင်ရမှာပေါ့ပြီးတော့ရင်စကားအသွားတဲ့စီတောက်လိုက်ပြီးဒီဘဝမှာဘယ်တော့မှစကားထပ်မပြောသေးဘာမှဖြစ်မှာမဟုတ်ဘူးအရှင်မင်းကြီးကကျမကိုဂတိပေးထားပြီးဒီကိစ္စပြီးတော့ပြီးရင်ကျမကိုအဆုံးမရှိရဲ့စီးစိမ်ချမ်းသာနဲ့ဂုံတိတ်ခါတွေပြီးမယ်တဲ့ကျမသူ့ကိုမယုံနိုင်တယ်လို့စိုက်ကြည့်နေမိပါတယ်စကားပြောလို့မရတော့ရင်အဆင်ပြေသွားမယ်လို့နင်းထင်နေရလားနင်းမှာလက်တွေခြေထောက်တွေရှိနေသေးတာပဲလှုပ်ဝက်ချက်တွေကိုနင်းဖော်ထုတ်နိုင်သေးတာပဲလေပါဇက်ပိတ်ထားစမ်းမှာဒီလိုအချိန်ရောက်နေတာတော့သူများအကြောင်းကိုပူပန်ပေးနိုင်သေးတယ်ပေါ့ကိုကလေးအကြောင်းသာကိုစဉ်းစားပါသူမကစကားပြောရင်းနဲ့ကလေးကိုသူမရဲ့ခေါင်းပုံကိုမြှောက်တင်လိုက်ပါတယ်မလုံနဲ့ရှောက်ချမ်းရှင်လိုချင်တဲ့အချိန်ကကြော်လွန်သွားခဲ့ပြီလေအခုသူ့ကိုတက်လိုက်ရင်တော့အလုပ်ဖြစ်တော့မှာမဟုတ်ဘူးအချိန်ဟုတ်လားရှောက်ချမ်းကအေးဆက်နဲ့ရေးလိုက်ပါတယ်မင်းကိုတက်ဖို့တတ်မှတ်ထားတဲ့အချိန်တခုငါ့အတွက်လိုအပ်တယ်လို့မင်းကတကယ်ထင်နေရလားအဲ့ဒီအချိန်ဆိုတာငါသားလေးမွေးဖွားခဲ့တဲ့အချိန်လေးပါပဲငါသူ့ကိုအောက်မေ့တတိရတဲ့အနေနဲ့မင်းကိုအဲ့ဒီအချိန်မှာကလေးမွေးဖွားခဲ့တာတတ်ပါဒီကာလတွေအတွင်းမှာမင်းရဲ့ခန္ဓာကိုယ်တွေကိုငါထည့်ပေးလိုက်တဲ့အရာတွေကအာနိသင်ပြနေပြီလေမင်းနဲ့ဒီကလေးဘယ်ချိန်မှတည်တည်ငါသားလေးကပြန်ရောက်လာမှာပဲသွားသိလိုက်တော့သူပြောရင်းနဲ့လက်ကိုလှုပ်ချလိုက်ပါတယ်ကလေးကကျမရှိတက်ကိုပြုတ်ကျလာပါတယ်အဲ့ဒီအချိန်မှာပဲသူ့လက်ထဲကဒါကျမစီကိုတက်ထိုးချလိုက်ပါတယ်ပြီးတော့သူကခေါင်းမော့လာပြီးကျမကိုစိုက်ကြည့်လိုက်ပါတယ်နောက်တစ်ယောက်ကမင်းအလှည့်ပဲတဲ့ကျမနောက်ကိုနှလန်းဆုပ်လိုက်ပါတယ်ကျမမျက်နှာပေါ်ကပူဆွေးတော့ကရောက်နေတဲ့အမူအရာကမျက်စိသမိတ်အတွင်းမှာအောင်မြင်သွားတဲ့အပြုံးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ရှောင်းချမ်းဒီကလေးကရှင်လိုချင်တဲ့ကလေးဟုတ်မဟုတ်သေချာလေးအရင်ကြည့်လိုက်ပါဦးဒီအချိန်ထိမင်းရဲ့လက်ခွက်တွေတုံးကျင်နေသေးရလားလို့ပြောပြီးရှောင်းချမ်းကမျက်မှောင်ကုန်ရင်းနဲ့သူ့ဓာတ်နဲ့ကလေးကိုပတ်ထားတဲ့အဝတ်ကိုဆွဲကြည့်လိုက်ပါတယ်ကလေးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့မျက်လုံးတွေချက်ချင်းပဲတွေးလို့ရဲသွားပါတော့ယွန်းဟာသူရုပ်တရက်ခေါင်းမော့လာပြီးကျမကိုကြည့်လိုက်ပါတယ်သူ့မျက်လုံးတွေထဲမှာတော့မယုံနိုင်မှုတွေအပြည့်နဲ့ပေါ့မင်းဘယ်လိုလုပ်သူ့ကိုဘယ်မှာဖွက်ထားရလဲဆိုတာကျမဘယ်လိုသိလဲသိလားအလောင်းတလောင်းကိုမပုံမသုံးအောင်ထားဖို့ဆိုရင်ပြဓာတ်တွေထည့်ထားရမယ်ဒါမှမဟုတ်အေးတဲ့အပူချိန်မှာထားရမယ်လေရှင်ကျမကိုအဝိတ်ရုပ်တွေပြခဲ့တဲ့နေ့တုန်းကအဲ့ဒီဗီဒီယိုနောက်ကနေအေးဆက်အငွေအသက်ကိုကျမခန်းစားလိုက်ရတယ်ဒါကြောင့်ကျမအယုတ်သွားယူတဲ့အချိန်အဲ့ဒီလှို့အခန်းကိုပါရှာတွေ့သွားခဲ့တာပေါ့ရှောင်းချမ်းစစ်ပွဲဆိုရင်လှည့်စားတယ်ဆိုတာဘယ်တော့မှရိုးအီသွားတဲ့အရာမဟုတ်ဘူးရှင်ကဒီလောက်ရိုးရှင်းတဲ့သဘောတရားလေးတစ်ခုကိုတော့နားမလည်ဘူးပဲဒါကြောင့်လဲရှင်းချစ်သူကိုရှင်မကာကွယ်နိုင်ခဲ့သလိုကို့အသားရင်းကိုတော့မကာကွယ်နိုင်ခဲ့တာမဆန်းပါဘူးရှောင်းချမ်းတရားလုံးဝကိုဒေါသထွက်သွားပါတော့လေလောယွန်ရှူမင်းကတကယ်ပဲရက်ဆက်တဲ့မိန်းမပဲယွန်ဟာအစ်စ်ကိုသာမင်းမတတ်ခဲ့ဘူးဆိုရင်မင်းတော့အသက်ရှင်နိုင်မှာမဟုတ်ဘူးအခုတော့မင်းကသူ့ကိုတကယ်ကြီးတက်ပစ်လိုက်တယ်မင်းကိုခုချက်ချင်းသေလမ်းပို့ပေးမယ်လို့အော်ပြောလိုက်ပါတယ်သူကဓာတ်ကိုမြောက်ပြီးကျမစီကိုခုတ်ချလိုက်ပါတယ်ဒါပေမဲ့ဓာတ်သွားမကြလာခင်မှာပဲသူ့အနောက်ကနေတမြောင်တလက်ပေါ်လာပြီးသူ့ရီမက်ကိုဖောက်ထွက်သွားပါတယ်ရှောင်းချန်ကြက်သေးသွားပါတယ်သူ့ခေါင်းကိုလဲကြည့်လိုက်တော့ရှောင်းစီရဲ့မျက်နှာကိုတွေးလိုက်ရပါတယ်အဲ့ဒီစက္ကန့်ပိုင်းလေးမှာပဲသူအားလုံးကိုနားလည်သွားပါတော့တယ်ဒါဆိုမင်းတို့နှစ်ယောက်ကပူးပေါင်းနေကြတာပေါ့လေမဆန်းပါဘူးသူစကားတော်မဆုံးလိုက်ဘူးကျမ်းမြေပေါ်ကိုလဲရသွားခဲ့ပါတယ်ကျမ်းမြေပေါ်မှာသွေးတွေပြန်သွားပြီးတန်တရာလဲချင်းကဒီနေရာမှာနေပြီးဆုံးသွားခဲ့ပါပြီရှောင်းချန်သေးဆုံးသွားပြီးတဲ့နောက်မှာတော့နန်းတွင်းရဲကခဏလောက်ကမောက်ကမဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲသူခြံထားခဲ့တဲ့တော်ဝင်တစိမ့်သုံးကိုသုံးပြီးအခြေအနေကိုကျမတည်ငြိမ်အောင်လို့ထိန်းချုပ်လိုက်ပါတယ်မူမတ်တွေရဲ့ထောက်ခံမှုနဲ့အတူကျမထိနှံတက်ခဲ့ပါတယ်ကျမကဒီမင်းဆက်သမိုင်းမှာပထမဆုံးဧကရီဘရင်မဖြစ်လာခဲ့တာပေါ့
ကျမရဲ့ကလေးနဲ့ပတ်သက်ပြီးပြောပြရရင်တော့ကျမလက်မောင်းထဲမှာအေးအေးချမ်းချမ်းနဲ့အိမ်မောကျနေတဲ့ကလေးလေးကိုကျမငုတ်ကြည့်လိုက်ပါတယ်ဒီတခါတော့ဘသူကမှသူမကိုကျမစီကနေထပ်ပြီးလူယူသွားနိုင်မှာမဟုတ်တော့ဘူးလေညီလာခင်ခမ်းမကြီးထဲမှာတော့မူးမတ်တွေအကုန်လုံးဒူးထောင်းနေကြပါတယ်ဧကရေဘကြီးမကြီးတက်တော်ရကျော်ရှိပါစေတက်တော်ရကျော်ရှိပါစေတက်တော်တောင်းရရှိပါစေတဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးသွားပါပြီနောက်ထပ်ဒီလိုဇလန်းကောင်းတွေနားဆင်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်